အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေတဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာမို့ရွှေသွေးချန်နယ်ကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့ရွှေကြောကြီးလို့အမည်ရတဲ့ပုံပြင်တို့လေးဖြစ်ပါတယ်သားတို့မင်းတို့ဖခင်ကြီးမဆုံးခင်ကမာသွားတယ်ကွမင်းတို့အရွယ်ရောက်ပြီးရင်ဒီထုတ်ကိုပေးပြီးအတွင်းမှာပါတဲ့စာတိုင်းပြုလုပ်ဖို့ခွင့်ပြုလိုက်ပါတဲ့ဒါကြီးအဖအရာဆိုသလိုဒါကြီးကလက်ခံယူပြီးခီးထွက်ကြရမယ်တဲ့ဖခင်ကြီးရဲ့အထုပ်ထဲကစာကိုအကိုကြီးဖတ်ပြမယ်ညီငယ်များနားထောင်ကြတခါတော့ကတောကြီးထဲမှာဖေဖေတို့ရွှေကြောကြီးတစ်ခုကိုမမျှော်လင့်ပဲတွေ့ခဲ့တယ်။ဤမြေုံတိုင်းသွားလျင်ရောက်မီယနေ့ထိရှိုးဝက်ထားခဲ့သည်အเจ้าမညီညွတ်လျက်မသွားနိုင်ခဲ့ပါ။သားများစုပေါင်းသောအင်အားဆွဲတက်တိဖြင့်တွားရောက်တူးဖော်ပါကမုတ်ချရနိုင်မည်ဖြစ်သည်။မိခင်ကြီးရဲ့ခွင့်ပြုချက်အရစတင်ပြီးထွက်ကြလေတော့သည်။9ရက်ခန့်ခီးဆက်တော်တောင်လက်ညိုးဖိုခနောက်ဆိုင်ကိုတွေ့ရလေတော့ဤဟိုးရှိကတောင်သုံးလုံးကိုတွားရမယ်တောင်နားရောက်တော့တစ်ပင်မရှိတော့ကြောက်ခဲလမ်းများကိုဖျက်ကျော်ရေးရေတကွန်3ဆင့်အောက်မှဖြတ်ပြီးတောင်ထိပ်သို့ခဲရခဲစစ်တက်ခဲ့ရတယ်မြေကြီးမြက်ခင်းတွေ့တော့စိတ်သက်သာရပြီးစခန်းကြလေသည်မြေကြီးရောက်ပြီးတာယာလိုက်တာကွာမောကိုပြေသွားတာပဲဟာအကိုရေတောင်ခွဲကြီးဗျပြန်ကြစို့အကိုကြီးရဲ့ဒီတောင်ခွဲကြီးဘလို့ဖြက်ကူးလို့ရမှာလဲဟုတ်ပါတယ်ဗျဟာယောက်ျားပဲဇွဲတတိရှိမှပေါ့ဒါပြီးရင်ရောက်တော့မှာကွတို့သာညီညီညာညာလှုပ်အားပေးရင်ရပါတယ်အကိုကြီးပြောသလိုလှုပ်ဆန်းမှာဝရိယကြီးတဲ့လူများဟာစုကြီးများကိုရတတ်တယ်ကွဖြောင်စင်းသောတစ်ပင်တပင်ခုတ်လဲစေကအစီအစဉ်များကိုပြောပြပြီးနောက်တစ်တုံးငယ်များကိုခုပြီးတွန်းသောတစ်ပင်ကြီးသည်တရားကဲ့သို့တစ်ဖက်တောင်ဆောင်တွင်မေးတင်သွားတယ်။ဟုတ်ပြီတွန်းဟိမြ мян ။ထိုအခါတတိကြီးစွာဖြင့်တယောက်ပြီးတယောက်ကူးကြလေသည်။တယောက်ပြီးမှတယောက်ကူအနှဲငယ်သွားမိသောတောင်ဆောင်မှာကူတကူကိုတွေ့ရလေသည်။ကူကြီးထဲဝင်မိတော့မီးအောင်အောက်မှာဝင်းဝင်းလက်လက်ရွှေကြောကြီးကိုတွေ့ရလေတော့သည်တို့ပြည်ချမ်းသာပြီးရွှေတွေအများကြီးပဲဟဲ့ဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်